အစီဖူးနဲ့ဝက်ချံတွေကိုပို့ပြီးတော့မှဆိုးရွားစေနိုင်တဲ့အချက်၅ချက်ဒေါက်တာရေစီဘူးဝက်ချံဒုက္ခအကင်းဝေးအောင်ဘာတွေလုပ်ရမလဲရှင်ဒေါက်တာတို့ဒီပေါ့နော်ဝက်ချံမျိုးစားတွေထဲမှာကွန်မီတုံးလို့ခေါ်တဲ့အစီဖူးဝက်ချံကိုပို့ဆိုးစေတဲ့အချက်၅ချက်ရှိပါတယ်နံပါတ်1ချက်ကတော့ double cleansing မလုပ်တာပါဒေါက်တာတို့ရဲ့မျက်နှာချွေးပေါက်ထဲမှာရှိနေတဲ့အစီအညစ်အကြေးတွေ makeup တွေ sunscreen တွေကိုတေချာတန့်စင်ဖို့အတွက်ဆိုလို့ရှိရင်ညတိုင်း double cleansing လုပ်ပေးဖို့လိုအပ်ပါတယ်ဒုတိယချက်အနေနဲ့ကကြတော့အစီပါဝင်မှုနှုံများတဲ့ product တွေကိုအသုံးပြုတာပေါ့နော်အဲ့တော့ဒီ makeup remover တွေမှာ white cleanser တွေအသုံးပြုတာမျိုးပြီးတော့ဒီပို့ပြီးတော့မှပြစ်တဲ့ cream type moisturizer တွေအသုံးပြုတာမျိုးတွေကိုရှောင်ပေးရပါမယ်နံပါတ်3ချက်ကကြတော့အငံစားတာများတာပါအငံစားလို့ရှိရင်ဒေါက်တာရဲ့မျက်နှာကအစီတွေကပို့ပြီးတော့ထွက်တယ်ဒါကြောင့်မလို့အစီဘူးပိုဖြစ်နိုင်ခြင်းများတဲ့အတွက်အငံကိုလျှော့စားပေးရပါမယ်နံပါတ်4ချက်ကကြတော့အေးရေးပြတ်တာနဲ့ stress တွေများတာပါဒီလိုမျိုး lifestyle ကကြတော့ခန္ဓာကိုယ်ထဲမှာ cortisol hormone ကိုမြင့်မားစေပြီးတော့မှရောင်ရမ်းမှုတွေကိုပိုဆိုးစေပြီးတော့ဝက်ချံတဲ့အစီဘူးဖြစ်တာကိုပိုဆိုးစေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နောက်ဆုံးချက်ကကြတော့ exfoliation မလုပ်တာပါဒါကြောင့်ဒေါက်တာတို့အနေနဲ့ AHA BHA ကိုတိုနာအနေနဲ့နေ့စဉ်အသုံးပြုပေးလို့ရပါတယ်အခုပြောပြပေးခဲ့တာတော့ဒေါက်တာတို့မျက်နှာအသားရည်မှာရှိနေတဲ့အစီဘူးဝက်ချံတွေကိုပိုဆိုးစေတဲ့အချက်၅ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်တွေကိုတေချာ glue design နဲ့ရှောင်ကျဉ်ပြီးတော့မှမျက်နှာအသားရည်လေးတွေကြည်လင်လှပနိုင်ကြပါစေနောက်ထပ်အပိုင်းဒီမှာလည်းအခုလိုမျိုးဗဟုသုတရစေရအရေးပြားနဲ့လှပဆိုင်ရာအကြောင်းအရာတွေကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ R&B ရဲ့ Beauty Guide Program လေးကိုစောင့်ကြည့်ပေးကြပါအောင်နော်